မျက်နှာမှာအစီဘူးတွေဝက်ချံတွေနဲ့အရေးအကြောင်းတွေကင်းပြီးအရွယ်တင်နှုပြောစီဖို့ဘလို့အစားအစာတွေကိုရှောင်ဖို့လိုလဲနံပါတ်1တကြားတဲ့လွန်ကဲစွာပါဝင်တဲ့မုန့်တွေနဲ့အချိုရည်တွေတကြားတဲ့လွန်ကဲစွာပါဝင်တဲ့ကိတ်မုန့်ဒိုနတ်ဘစ်ကစ်ရေခဲမုန့်နဲ့ကိုကာကိုလာတို့လိုဆိုဒါဖြုံရည်တွေကမျက်နှာအရည်ပြားမှာရှိတဲ့ကောလာဂျင်နဲ့အသားအရည်တင်းရင်းစေတဲ့အလက်စတိန်တို့ကိုပျက်စီးစေနိုင်ပါတယ်မကြောက်ခဏစားမယ်ဆိုရင်အစီဘူးထားတာတွေအရေးအကြောင်းတွေနဲ့အရွယ်မတိုင်ခင်အိုမေးရင်ရုံခြင်းတွေဖြစ်လာနိုင်ပါတယ်။နံပါတ်2စီကြော်မုန့်တွေနဲ့စီများတဲ့အစားအစာတွေကြက်ကြော်အာလူးကြော်ဟမ်ဘာဂါနဲ့လေဖောင်းမုန့်လိုစီပါဝင်မှုများတဲ့မုန့်တွေကိုများများစားမယ်ဆိုရင်မျက်နှာမှာရှိတဲ့ချွေးပေါက်တွေကိုပိတ်စေနိုင်ပါတယ်။အဲဒါကြောင့်ဝက်ချံအစီဘူးနဲ့အသားရည်မွေးချောက်တာတွေဖြစ်နိုင်ပါတယ်။ထို့အပြင်မျက်လုံးအောက်မှာအရေးအကြောင်းတွေလည်းပေါ်လာနိုင်ပါတယ်။နံပါတ်3ကဖိန်းဓာတ်နဲ့အယ်ကိုဟောပါဝင်တဲ့တောက်စီရတွေကော်ဖီ energy drinks နဲ့အချိုရည်တွေကိုပုံမှန်ထက်များပြားစွာတောက်မယ်ဆိုရင်အသားရည်အဆိုဓာတ်ကိုထိခိုက်နိုင်ပါတယ်။ကဖိန်းဓာတ်ကြောင့်အရေးပြတ်မယ်ဆိုရင် cell တွေကိုဖယ်ရှားနိုင်စွမ်းလျော့နေသွားပါတယ်။ဒါကအသားရည်မွေးချောက်ခြင်းအမာရွက်တွေအမဲဆက်တွေနဲ့မျက်လုံးတစ်ဝိုက်ညှို့နေခြင်းကိုဖြစ်စေနိုင်ပါတယ်။အယံဘီယာဆိုဂျူလိုမျိုးအယ်ကိုဟောပါဝင်တဲ့တောက်စီရတွေကလည်းမျက်နှာမှာရှိတဲ့သွေးကြောလေးတွေကိုကမောက်ကမဖြစ်စေနိုင်ပါတယ်။အဲဒါကြောင့်အသားရည်မွေးချောက်တာနဲ့အရေးအကြောင်းတွေပုံမဖြစ်လာနိုင်ပါတယ်။အစားအသောက်နဲ့ပတ်သက်တဲ့ဗဟုသုတနဲ့အသုံးဝင်တဲ့နည်းလမ်းတွေအတွက် Food Classroom page လေးကို like and follow လုပ်ထားကြအောင်နော်။